ကဲအားလုံးပဲမင်္ဂလာပါတူရီမိုမိုမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့9ရက်နေ့9လပိုင်း2026ကြာသာပတေးနေ့မနက်ပိုင်း9ရက်သားသမီးများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့လိုရာဆန္ဒပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်ကဲအမျိုးတို့ရေမနေ့ကမနက်ပိုင်းမှာ8-3တယ်နော်ညနေပိုင်းမှာ9-2တယ်နော်မနက်ပိုင်းမှာလည်းထိပ်စီး1ချိန်အောင်မြင်သလိုပောက်ကွက်လည်းရယူခြင်းရှိခဲ့တယ်နော်3-8မှာအောင်မြင်ခဲ့ပါတယ်ညနေပိုင်းမှာလည်းထိပ်စီးမှာအောင်မြင်သလို1ချိန်မှာလည်းအောင်မြင်တဲ့အတွက်ပောက်ကွက်မှာလည်းအောင်မြင်မှုတွေရရှိခဲ့တယ်နော်မိုမိုရဲ့ရွေးချယ်မှုကလည်းအောင်မြင်မှုတွေရရှိခဲ့တယ်နော်မိုမို9-2တစ်လုံးဆိုပြီးတော့ပေးထားတယ်9-2အပြီးထွက်သွားတော့အောင်မြင်မှုတွေရရှိခဲ့တယ်เนาะကဲအားလုံးပဲကြံရှိနေတဲ့၄ချိန်ကိုတော့မိုမိုဘက်ကအကောင်းဆုံးအတက်နိုင်ဆုံးထပ်မံပြန်လဲစူးစမ်းပေးသွားမှာပါเนาะကဲအမျိုးတို့ရေမိုမိုဒီအပတ်မှာ1-3ရ8-1ခွန်9 3-4-8-3-5-2เนาะပောက်ကွက်မှာတော့1-3ရ3-4-3-8-5-2ကဲအမျိုးတို့ရေ6ကြိမ်မှာပောက်ကွက်4ကြိမ်အောင်မြင်ခဲ့တယ်เนาะတို့ပြင်မဲ့ပွဲဦးစားနေ့မှာ1-3ရအောင်မြင်ခဲ့တယ်8-1နေ့ကတော့မိုမိုကနန်းမတင်ဖြစ်ဘူးเนาะခရီးလွန်နေတဲ့အတွက်ကြောင့်မလို့ကနန်းမတင်ဖြစ်ပါဘူးကဲ9ကြိမ်မှာအမျိုးတို့ရေဘယ်နှကြိမ်အောင်မြင်ခဲ့လဲပောက်ကွက်9ကြိမ်မှာ4ကြိမ်တော့အောင်မြင်ခဲ့တယ်เนาะခွန်9တစ်ကြိမ်ပဲပြည့်ရရှိပါတယ်ကဲအားလုံးပဲကြံရှိနေတဲ့၄ကြိမ်ကိုတော့မိုမိုဘက်ကအတက်နိုင်ဆုံးနဲ့အကောင်းဆုံးကိုထပ်မံပြန်လဲစူးစမ်းပေးသွားမှာပါเนาะကဲအားလုံးပဲဒီနေ့9ရက်နေ့9လပိုင်း2026ကြာသာပတေးနေ့မနက်ပိုင်းမိုမိုထပ်မံပောက်ကွက်လေးတွေပြန်လဲချပြပေးသွားမှာဖြစ်ပါတယ်မိုမိုရဲ့ပောက်ကွက်လေးမရယူခင်လေးမှာထုံးစံတိုင်း2D channel လေးကို subscribe နှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တစ်တွေတင်တိုင်းတွေ့ရှိရအောင်လို့ subscribe ပေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တစ်တွေတင်တိုင်းမြဲလို့အားပေးနေတဲ့ 2D ဝါသနာရှင်ကြီးကိုမောင်နှမများအားလုံးကိုလည်းတယောက်ချင်းစီကိုထူးပဲကျေးဇူးတင်ပါတယ်လို့ထပ်မံပြောချင်ပါတယ်ရှင်ကဲအားလုံးပဲအမျိုးတို့ရေမိုမိုရဲ့ထိပ်စီးနဲ့1ချိန်များဘာတွေဆက်ဖြစ်မှာလဲဆိုတာအတူတူလိုက်ပြီးကြည့်ကြရအောင်เนาะကဲ3ချိန်မှာစတိုက်အောင်မြင်ခဲ့တယ်เนาะ3-4-8-3-5-2စတိုက်ပဲအောင်မြင်မှုတွေရရှိခဲ့တယ်เนาะကဲဒီနေ့လည်းအကောင်းဆုံးထပ်မံပြန်လဲစူးစမ်းပေးထားတာအတွက်အောင်မြင်မယ်လို့လည်းပြန်လဲယုံကြည်ထားတယ်အောင်မြင်ပါစေလို့လည်းမိုမိုဘက်ကအားလုံးအတွက်ကိုဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ကဲဒါဆိုရင်မိုမိုရဲ့ထိပ်စီးနဲ့1ချိန်များဘာတွေဆက်ဖြစ်မှာလဲဆိုတာအတူတူလိုက်ပြီးကြည့်ကြရအောင်เนาะထိပ်စီးမှာလည်းအောင်မြင်သလို1ချိန်မှာလည်းအပီးအောင်မြင်မှုတွေရှိခဲ့ပါတယ်เนาะကဲအားလုံးပဲဒီနေ့မနက်မိုမိုရဲ့ထိပ်စီးကတော့ထိပ်စီးမှာ1-2-3ထိပ်စီးဖြစ်ပါတယ်ထိပ်စီးမှာ1-2-3ထိပ်စီးပါမျိုးတို့ရေเนาะထိပ်စီးကတော့1-2-3 1ချိန်မှာတော့ဒီနေ့မနက်1ချိန်ကလည်းမနေ့ကတနေ့ကမနက်ညပြီးတယ်เนาะ1ချိန်မှာတော့2ခွန်1-6ဖြစ်ပါတယ်เนาะ2ခွန်1-6ဖြစ်ပါတယ်ကြိုက်နှစ်သက်ရာ site ကိုရွေးချယ်ကစားပါမျိုးတို့ရေကြိုက်မှကစားပါမကြိုက်ရင်ကြော်သွားပါเนาะကဲအားလုံးပဲမိုမိုရဲ့ပောက်ကွက်များဘာတွေဆက်ဖြစ်မှလဲဆိုတာအတူတူလိုက်ပြီးကြည့်ကြရအောင်เนาะကဲအကောင်းဆုံးထပ်မံပြန်လဲစူးစမ်းပေးထားပါတယ်เนาะ
ကဲအားလုံးပဲမမိုးရဲ့ဒီနေ့ပောက်ကွက်မှာတော့1 2 16 3 2 36 3 1 3ခွန်2 8 1ခွန်2 6 2ခွန်အပူကြိုက်တဲ့မိတ်ဆွေများ1 1 2 2လက်ကွက်ထက်ကစားနိုင်တယ်နော်ကဲအားလုံးပဲအမျိုးတို့ရေမမိုးပောက်ကွက်နဲ့မမိုးပောက်ခွက်များမမိုးနဲ့ကြိုက်ချင်းတူတဲ့မိတ်ဆွေများကစားနိုင်သလိုကြိုက်ချင်းမတူတဲ့မိတ်ဆွေတွေအတွက်ကတော့ကိုယ်စိတ်တိုင်းကြရွေးချယ်ကစားလို့ရသလိုကြော်သွားလို့လည်းရပါတယ်ကြိုက်မှကစားပါမကြိုက်ရင်ကြော်သွားပါနော်မနေ့ကတော့မမိုးကီးချပေးထားတဲ့မထီမဖြစ်ကီးပေါ့နော်ဒီကီးမထိခဲ့ရင်ပောက်ကွက်မဖြစ်ဘူးလို့မမိုးမနေ့ကပြောထားတယ်နော်ကဲဒီနေ့တော့ကြာတာပရင်းနဲ့ဖြစ်တဲ့အတွက်ဒီကီးကအပီးထွက်နိုင်တယ်နော်1 2 3 1 2 3 308เนาะ1 2 3 308ကီးနဲ့ပြီးဖြစ်တဲ့အတွက်လိုအပ်ရင်3ပါမလိုအပ်ရင်ကြော်သွားပါဒီနေ့မနေ့တော့မမိုးလုံးပိုင်ကို2 1ဆိုပြီးရွေးချယ်ထားပါတယ်เนาะကဲကြာတာပရိနေ့မနေ့ပိုင်း9ရက်သားသမီးများအားလုံးပောက်ကွက်လေးတွေနဲ့အောင်မြင်ကြပါစေလို့မမိုးဘက်ကစုမုံကောင်းတောင်းရင်အားလုံးကံကောင်းကြပါစေရှင်